မြင့်ပေးခြင်းထူပေးခြင်းဆိုရင်ကလစ်တစ်ချက်ချမယ်ဒီမှာ150လို့ဖြစ်နေဒီ150လေးကို80မီလေးကိုကိုလိုချင်သလားဟုတ်ပါ1000ဆိုရင်1000တစ်ကီရောလို့ပြလိုက်ဆိုတော့ဒါမိုးကြီးအလုံးပြအောင်ရတယ်ဗောနော်โอเคဒါကဆောက်စိတ်တွေကမိုးကြီးတက်တာ group ဖို့လောက်တာဗောနော် model ဥမာ model ကနှစ်ခုသုံးခုကရှိရဗောနော်အဲ့နှစ်ခုသုံးခုကိုဆက်ထားတယ်ကွယ်အဲ့ဒီနှစ်ခုကိုက group နေတယ်ဖြစ်စီခြင်းတယ်ပေါ်ခြင်းဆိုရင်ဒီကောင်နှစ်ခုကိုခဏလေးနော်ဒီကောင်မူးကျင်လို့ရှိရင်လေ keyboard ကပြားနေလေမူးရနော်ညာနေညာဘေးညာပေါ်အောက်ညာနေလေသွားလို့ရတယ်ထားပါတော့ဒီလိုပုံစံဖြစ်တယ်ဒါကို group နေနဲ့ကိုလိုချင်တယ်ပေါ့နော် group နေနဲ့ထားခြင်းဆိုလို့ရှိရင်ဒီကနေ model to group 4 click ချ group 4ဆောက်စေရုံနဲ့ group 1 okay ပြီးတော့ရင်နှစ်ခုကို switch က click ခံရဆိုရင်ဒီကောင် click ချကြရင်ဒီမှာ group တစ်ခုဖြစ်တယ်အဲ့ဒါအများဖြင့်တိတ်ပြီးဒီဟာကိုတိတ်မသုံးပါနော် group နေတယ်သုံးလဲသုံးကြတယ်ချို့ကြောင့် group နေတယ်တစုတစည်းရေးပြထားအဲ့နောက်တော့ဒီနှစ်ခုဒါ group လောက်တာနော် group ကိုပြန်ပြီး cancel လုပ်ချင် click နဲ့ group ကိုခိုက်ကြောဆိုဒီကောင်ကအားတက်ချက်တစ်ခုကဘာလဲဆိုအနုပြန်လို့ကြည့်မနော် group ဖြစ်နေလို့ရှိရင်သူကဒီနှစ်ခုကိုပေါင်းစည်းသွားတာမဟုတ်ပဲねအတူတူထားတယ်ဆိုသဘောပါနော်ပြောချင်တဲ့သဘောအခုဒီမှာနော်ဒါတစ်ခုရှိတယ်ဒါ group လောက်ထားပါနော်နှစ်ခုတစ်ချက်ရှင်းပြ group လောက်ထားတာအဲ့လိုမှလည်းဒီမှာဆိုရင်ဒီနှစ်ခုတသားလေးဖြစ်နေတာဒီလို line မပေါ်ချင်တသားလေးဖြစ်တယ်ဆိုတာ line မပေါ်တော့လေအဲ့လိုဆိုလို့ရှိရင် group မဟုတ်ပဲတော့ဒီလိုလုပ်ရတယ်ဒီကောင်ခိုက်ကြောလုပ်လိုက်ဒါ group လောက်ထားနော်ဒီဘက်ကကောင် group မလုပ်ထားအဲ့ဒီကောင်မှဒီမှာ60ဆိုတာရှိတယ်ခက်ကိုပါနော်အဲ့ဒီကောင်ကိုနှိပ်ပြီးတော့ first object ကို click လုပ်တယ် second object ကို click လုပ်တယ်ဆိုဒီနှစ်ခုကိုပြီးရင် escape နဲ့ပြန်ထွက်လိုက်ဆိုတစ်ခုချင်းစီပဲ object ကိုနှိပ်လိုက်ဒါပေမဲ့သူနှစ်ခုထပ်သွားတဲ့ခါကျရင်နှစ်ခုကတသားတည်းလို့ဖြစ်သွားတယ်ဒီလို line မပေါ်တော့ဆို82စီနဲ့သုံးရပါနော်ဒီရှူးစိတ်မှာပြောရရင် give it to ရကြတော့ပြန်ပြီးနှုတ်ထုတ်တာခုနကvoid မှာသုံးလို့ရလို့ဒီကကြောက်ပြန်ပြီးပေါင်းတာပေါ့နော် object တစ်ခုကိုပြန်ပေါင်းတာအသုံးလို့ရပါတယ်ဆိုနောက်တစ်ခုဒါ group လောက်တာပေါ့နော်ပြီးတော့ဒီကောင်ကကြတော့ဒီကောင်က reference line ကိုပြောတာပါ reference line သုံးရပါတယ်အခု line ပေါ့နော် model line နေတယ်တော့မသုံးပါနော် okay နောက်တစ်ခုကအဲ့တော့ဒါ plain set လောက်တာပေါ့နော်ပြောချင်တာကဒါလေးသိမယ်တော့ထင်ပါတယ်လို့ဆိုရဲဒါပါဒီမှာပေါ့နော် object နှစ်ခုရှိရပါတော့ဒီ object နှစ်ခုပေါ့ဒီ object နှစ်ခုဒီကောင်ဒီအပေါ်တင်နေတာဖြစ်တဲ့အတွက်အရင်ဆုံးစိတ်မှန်ကနေပြီးတော့အပေါ်တင်နေတာဖြစ်တယ်နော်ဒီမှာက plain နှစ်ခုတင်ထိုးတာနော် reference plain နှစ်ခုရထိုးဆို RB ပြီးတော့ရင်ဒီကောင်ကဒီမှာ plain တစ်ချက်ချမယ် enter RB ဒီမှာ plain တစ်ချက်ချမယ်ဆိုတော့ဒီကောင်ကိုအပေါ်ကကောင်ကိုဆိုရင်အောက်ကကောင်ကိုရေဆုံးနာမည်1လို့ပြီးမယ်အပေါ်ကကောင်ကိုနာမည်2လို့ပြီးမယ်ဆိုတော့ဆွဲပြီးသား object ကို plain ပြဝင်ဒီအောက်ကရှီကျွန်း plain မဝင်နဲ့ဒီ plain 2ပေါ်တင်မယ်ဆိုဒီကောင် click ချတယ်ပြီးရင်ဒီအပေါ်ကစာကြောမဲ့ hash ကိုနှိပ်မယ်နှိပ်ပြီးရင်ဒီမှာကိုယ့်ရဲ့ plain နံပါတ်ကိုရွှေ့မယ် okay ဒါ plain ကိုကြာလာဆိုတော့ပြီးရင်သူကိုပြန်ပြီးတော့အောက်မှန်ကိုပြန်ချခြင်းတယ်ဒီမှာတော့မဟုတ်ဘူးဒီအောက်မှန်ချတယ်ဒါပေမဲ့ဒီကောင်က plain ရတဲ့နာမည်မရေးထားဘူးဆိုရင် man ကို center ခုနဲ့လည်းယူလို့ရတယ် okay ပြီးရင်ဒီ man ပေါ်မှာချခြင်းတယ်ဒါမှမဟုတ်ဒီ man ပေါ်မှာချခြင်းတယ် click ချလိုက်ကိုပဲမှချခြင်းတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဒီအပေါ်မှာအသစ်ဆွဲမှာပေါ့နော်ခုမှအသစ်ဆွဲမှာပဲမယ်အသစ်ဆွဲလိုက်ရင်ဘာဖြစ်မလဲဆိုပုံမှန်အပြည့်ဒီ key ရုံး level ကိုရောက်မှာလေဒီအောက်က key ရုံး level ကိုပဲရောက်မှာလေအများနဲ့ဆွဲနေကြသူ့ key ရုံး level ကိုပဲရောက် payment level ကိုရောက်အဲ့လိုဝင်နေဒီအပေါ်က level 2မှာခိုင်တန်းတင်နေတာအဲ့လိုမျိုးဆိုရင်အရင်ဆုံး key ရုံး level ကိုဖွင့်ပြီးသွားတဲ့အခါကျရင်ဆောက်စေကြီးအဲ့ဒီမှာset တူတွေကနေပြီးတော့ plain ကိုအရင်ယူလိုက်တယ်မှာ2 okay plain ရွေးပြီးတော့မှကိုဆွဲခြင်းနဲ့ object ကိုစပြီးတော့ဆွဲပြီးမှန်ချစ်ပြီး3မှာတစ်ချက်ကြည့်လိုက် plain မှာဒီပေါ်မှာရောက်နေတာဟေးမမချင်းတိတာ
ဒီပေါ်မှာရောက်တယ်အဲ့မှာကွာ play မှားသွားပြီအောက်ပြန်ချမယ်ဆိုရင်เนาะဒီကနေပြီးတော့မှ hand shoe နဲ့ play 1ဆိုလဲ play 1 okay ဆိုပြန်ချလိုက်ပြန်ဟုတ်နော်ဒါကတစ်ခုပြရကြဒါကြတော့ညင်းပေါ့နော်ဒါကခုနကပြောလာတယ်ဒါကညင်းဒါကကြတော့ man ပေါ့နော် man ဆိုတာကညနေပြင်ပေါ့ဒါက reference line ဒါ reference play နောက်ခုခေါ်တာပေါ့နော်ဒါနှစ်ခုလုံးတော့သုံးမိတာဒါကခုနပြောတဲ့73ဒီကောင်က view ပေါ့နော်ဒီ view ကတော့တိတ်မသုံးပါဘူးအများပြလို့ view သေးသေးလေးတွေလို့ပြန်ခေါ်ပြီးတော့ object တစ်ခုလေးကိုလေ view သေးသေးလေးတွေပြန်ခေါ်ပြီးသုံးတာဒါတိတ်မသုံးပါဘူးပုံမှန်ဖြစ်တဲ့ view တွေအကုန်ဖွင့်ပြီး 3D သုံးတာဆိုတော့အဲ့ view မှာကိုကဒီမှာဆိုပေါ်နေတယ်လား Sancho man 2 man 2မှာပေါ်နေတဲ့ကောင် man 2ဆိုတာဒီplay ဟုတ်လားဒီ man 2ကနေပြီးတော့စပြီးပေါ်လာမယ် object ကောင်လေးမှာဘာမှမရှိတော့မပေါ်သေးဘူးဒီကောင်ကိုတစ်ချက်2မှာတင်ကြည့်လိုက်ပါ okay 2မှာတင်ကြည့်လိုက်တဲ့အခါ60တဲ့က view ရဲမှာတစ်ချက်ကြည့်လိုက်မှပေါ်လိုက်တယ် view 2မှာပဲပေါ်လာအောက်ကကောင်မှိတ်နေသလားတစ်ချက်မမြင်ရတဲ့ကောင်2ကနေမြင်ရတဲ့ပုံစံပေါ့နော် view အသိမသုံးပါဒီကောင်က object တိုနေလို့တိုတာကဒါ family ဖြစ်တဲ့တော့ object မှာသုံးတဲ့ခါကျရင်ဒီကောင်နဲ့သုံးတယ်ပေါ့နော် object ကိုလောက်သွားပြီးစစ်ခါရပါဘာလဲဆိုကိုဆွဲလိုက်တဲ့ family လေးတွေကတကယ်တော့ object တွေရောက်တဲ့ခါပုံသဏ္ဍာန်မှန်ရဲ့လားကိုဆွဲတဲ့ပုံသဏ္ဍာန်တိကျကျထွက်ရဲ့လားသွားကြည့်အောင်သွားပြီးတော့စစ်တာပေါ့နော်ဒါကြောင့် project တွေမှာသွားပြီးလောက်တော့ထည့်တာဒီကောင်နဲ့သုံးတယ်ဆိုတော့အဲ့ဟာလေးတစ်ချက်ပြောပြမယ်နော်လို့လေဒါလေးဖြတ်လိုက် okay ပုံလေးတစ်ပုံရင်ဆွဲလိုက်တာ okay လေးတာမို့တော့ထားပါတော့ oops ထူလေးကိုလည်းတစ်ချက်ပေးလိုက်သူကမန်းပမာဖြစ်နေဆိုခီကျုံးမှာပဲမန်းအောင်ပြထားလိုက်မယ်နော် okay ဆိုသူ့ရဲ့ကောင်အတိအကျတိုင်းတာအတိအကျကြီးချက်ပေးကြည့်မယ်အထူကဒီကောင်0နဲ့ပဲပေးမယ်အထူကို9000ထူ9000ပေးမယ်ပြီးရင်သူ့ရဲ့အကျယ်ကိုပေးပါပါနော်အရှိတာဆိုဟန်ရှူနဲ့ကောင်ကို2000ပေးလိုက်မယ်ကောင်ကို2000ဆို2000ပဲလေ9000အမြင့်နဲ့ block တော့ရှိတယ်ပေါ့နော် okay အဲ့ဒါကို project ထဲမှာသွားထည့်မယ် project တစ်ခုဖွင့်ရအောင်နော် file ရှင်ကြီးဆောက်စေးက project ပြီး okay ခန်းကြီးကို project ပဲဖွင့်လိုက်ပါနော်ခန်းကြီးကို project ကိုဖွင့်လိုက်ပြီးဒီကောင်လေးကိုထည့်မှာဆို project ဒီလို view တွေအများကြီးဖွင့်တဲ့အခါကျရင်အခုတော့တတိတာပေါ့နော်ဒါက project တစ်ခုလည်းမဟုတ်တော့ဘူးဒီလားဒီမှာဘာဘလို့သိနိုင်လဲဆိုတော့ဒီမှာ level 1လို့ပေါ်နေတော့ဒါ project ကိုဖွင့်လိုက်ဒါအခုကိုဆွဲနေတာက project လား family လားသိချင်ဒီပေါ်ပြန်ကြည့်ဒီပေါ်မှာဆိုရင်ကိုပေးထားတဲ့နာမည်ကိုဖြုတ်ပါပါနော်ဆို project 1ဆိုပြီးပေါ်တယ်ဆိုဒီဘက်က hey man လေးပြန်ဝင်ကြည့်လိုက် hey man မှာ family ဆိုပြီးပေါ်နေဆိုဒီ hey man က family ရဲ့ hey man ဒီ level 1ပြန်ပြင်လိုက် project ရဲ့ hey man မဟုတ်ဘူး project hey man ကိုလိုချင်ရင်ဒီမှာ hey man ကိုဖွင့်ပြီးတော့ဘယ် level လေးမှာထားပါ level 1ဆိုရင် level 1ဒါ project ဟိမယ်ပြီးနောက် showman ဒီ project မှာကကြတော့မတူတာက family မှာကအရှိအနောက်ဘိညာဆိုပြီးရှိတယ် project မှာက north east south west ဆိုပြီးရှိတယ်သူရဲ့ပေးပုံပေးနေပါနော်ဒီမှာ north east south west ဆိုပြီးပေးတယ် family မှာက family ကအတူတူပဲ family ကဘာကွာဝါလဲဆိုတော့ပြောသူရဲ့အခေါ်အဝေါ်လောက်ပဲကွာဝါတာပေါ့နော်သူပုံသဏ္ဍာန်က3နဲ့ချက်ပြပါနော်ဥပုံသဏ္ဍာန်ကဘယ်လိုမျိုးလဲဆိုရင်ဒီမှာတွေ့လားဒီဘက်ချမ်းကိုဒီအပေါ်ဘက်ချမ်းပေါ့နော်အပေါ်ဘက်ချမ်းရေဒီအောက်ဒီနော်ပြန်ပြီးတော့ဒီ project နဲ့ပြန်ရှင်းဒီပါလဲ north east south west ပဲဒါပေမဲ့သူက hidari migi ဒါရဲ့ west တာလို့ပြောမှာလားshowman အရှိနောက်ပေါ့နော် showman နဲ့ center ကလို့မျိုးနောက်ဘက်ခန်းကြည့်တယ်ဟုတ်လားအဲ့လိုနှစ်ခုလာတာပေါ့နော်အပြောသူ့ရဲ့ရေးပုံရေးလေးဒီမှာ hidari migi ရဲ့ showman ရဲ့ဒါဆို၄ခုပဲကွာသွားတာပဲရှိတာ level အနေနဲ့ကကြတော့sorry project တွေနဲ့ကကြတော့ north east south west နေတယ်ပဲလာအတူတူပဲနော်ဒီရောက်ထည့်ပဲပေါ့နော်ဆိုတော့
ဒီကောင်ခဏပိတ်လိုက်ရှုပ်သွားပါဆိုတော့ဒီ family လေးကို project တွေကိုထည့်မယ်ဆိုရင်မလိုတိုင်းခဏပြလိုက် project တို့နီးလုံးတော့ဒီသားဘာဖြစ်လဲဆိုတော့ဒီမှာဘာမှမမြင်အောင်လို့လားကို project ပါလားမပါလားဆိုကို project မှန်ကိုဒီဘက်ပြ property ပေါက်ပါဆက် family 1လို့ပေးထားတဲ့အတွက်ဒီလိုပေါ်တယ်ပေါ့နော်ဆိုတော့ view မှာချမှာတော့ save မှ view မှာချမှာ hate မှ view မှာချမှာ 3D လည်းပါချမှာကြိုက်တယ်လို့ချပါနော်အဲ 3D ကိုတစ်ချက်ခေါ်ကြည့်လိုက်ပြီးတော့ရင်ကိုကဒီမှာကိုရဲ့ object လေးပါလာဘူးနော်ဆိုတော့ click ချလိုက် click ချပြီးရင် shoe size နဲ့ပြန်ထွက်မယ် property object လေးကို click တစ်ချက်ချလိုက်တော့ဘယ်မှာဝင်လဲဆို level 1မှာဝင်ဥပမာကိုက level 2လို့ကျင်တယ်ဆိုရင်ဒီမှာ level 2ဆိုပြောင်းမယ်လို့ရတယ်ဆိုတော့ကိုရဲ့ object ပုံစံမှန်သိရင်တဲ့အတွက် shading နဲ့ကြည့်မယ် okay ဒီဟာရတယ်ဒီဟာကမြင်းက900ဖြစ်နေတယ်ငါ900မလို့ချင်ဘူးပြန်ပြောင်းမယ်ဆိုရင် family တွေကိုပြန်ဝင် family တွေကိုပြန်ဝင်ပြီးကောင်ကလေးတစ်ချက်ချသူ9000မဟုတ်ဘူး1000 okay ဒီကောင်က1000ပြောင်းပြီးတော့ project ကိုပြန်ထည့်ရနော်1000ပြောင်းလာပြန်ထည့်ရဖြစ်တဲ့ project ကိုဒီလုံးတူပြန်လို့ပြီးရင်သူဥအားကကြီးလုံးမယ်ပြန်ပြီးတော့ပြောင်းမယ်ပေါ့နော် 3D မှာတစ်ချက်ကြည့်လိုက်1000ပြဖြစ်သွားတယ်နော်ဒီ property လေးစစ်ကျင်လို့ရှိရင်ဒီမှာ type ပူ hash ဆိုတာပါsorry ဒီကမထည့်ရသေးဘူးခဏထားတာလေဒီမှာ shape ပုံစံဒါတက္ကသပြောင်းမယ်နော်အဲ့လိုမျိုးနဲ့ဒီပုံကြီးကမဟုတ်သေးဘူးမားနေတယ်ပေါ့ဒီကောင်ပုံတန်ပြန်ပြောင်းမယ်ဟိမှန်ပြီးတော့ hash ကနေပဲမဟုတ်ဘူးငါလိုချင်တာလေးတော့မဟုတ်ဘူးဆက် y ဆိုဒီကောင်ကလေးပြန်ချပေးမှန်ချစ်ပေးမယ်ဒီမှာလုံး project နဲ့လုံးနေ project ကိုလုံးတူ project นี่လုံးတူရှိတဲ့တူကြည့်လို့နေရှိဒါရုပ်တဲ့လုံးတူလုံးလိုက်တယ်လုံးတဲ့အခါမှာ family file ကကျန်ခဲ့တယ်မပိတ်သွားဘူးဥမာတခါရှုပ်တယ်ပေါ့နော်ဒီမှာ view တွေအများကြီးဖွင့်တာရှုပ်တယ် family တခါလေးပိတ်မယ်တခါလေးထည့်မယ်တခါလေးပိတ်မယ်အဲ့လိုဆိုရင်ဒီကောင်နဲ့တုံးလို့ရတယ် project တို့นี่လုံးတူရှိတဲ့တူကြည့်လို့ပြီးဒီ family သိမ်းပါလားဆို okay yes ပြီးဝါကကီရှိပြောင်းလာလောက်ကိုပြောင်းလိုက်တဲ့ရှိပုံစံပြောင်းသွားတယ်ပြီးတော့ဒီမှာရှိရော family อ่ะဆိုတော့ 3D နဲ့တစ်ချက်ပြန်စစ်တယ် okay အဲ့လိုမှာမှားသွားပြီမဟုတ်ဘူးငါလို့ချင်တာဒီတိုင်းတာမဟုတ်ဘူးပြန်ပြင်မယ်ဒါပေမဲ့ family ကလည်း file လည်းပျောက်သွားပြီမရှိတော့ဖျက်လိုက်ပြီဆိုရင်သွားပြီးတော့ဒီ file တွေကနေပြန်ပြီးတော့ဘယ်ဟာလဲဆိုပြန်ရှာနေရတယ် family အရင်များတဲ့ကောင်နော်ဆိုတော့အဲ့လိုမလုပ်ဘဲနဲ့အမြန်အနေနဲ့ဒီ family ကိုပြင်နေတဲ့ family ကိုတစ်ချက်ချ family ကို hash ဝင်လာရင်ခုန family file ကြီးကပြန်ထွက်လာ3D နဲ့တစ်ချက်ပြန်ကြည့်ပေါ့နော်ပြန်ထွက်လာဆိုတော့အဲ့ဒီကောင်မှာကိုကပြင်ချင်တယ်ပေါ့ဆိုတော့သူကိုလိုချင်တဲ့ပုံစံကိုပြန်ပေါ့နော်မှန်ချင်ပေးမယ်ပြီးရင်တိုင်းပဲ project တို့นี่လုံးတူပိတ်တာမပိတ်တာအခုသဘောပေါ့နော်ပြီးဥအားကခီလောက်လာရင်ကိုလိုချင်တဲ့ shape ပုံစံပြင်ထားတဲ့ shape ပုံစံ project တွေတက်ပြီးတော့ရောက်လာဆိုတော့ဒါကြောင့် family နဲ့ project နဲ့ link လုပ်တာပေါ့နော်ဆိုတော့ link လုပ်လို့ရတယ် okay လို့တယ် project ကိုခဏထားလိုက်ပါနော် project ကိုခဏပိတ်လိုက်မယ် family ဆက်သွားပါနော်ကဲဒါကြောင့် project တို့နေလို့တူလဲ project ကိုတို့ကြည့်လို့ okay နောက်တစ်ခုက so new မှာဘာရှိလဲဆိုတော့ဒီမှာပုံမှန်အားဖြင့်တခါလေကြာရင်ဒီ tab တွေပွင့်နေရရှိမှာနော်ပွင့်နေလို့ရှိရင်ဒီကောင်လက်ကုံ link ချိန်လို့ရတယ်ပေါ့နော်ဒီမှာက rebate ချင်း link ချိန်တာပေါ့ရှိပြီးသား rebate file ပေါ့အဲ့လို rebate file ရှိပြီးသားဆိုရင် link ပြန်ချိန်ပြီးတော့နေတယ်ဆိုရင်ဒီ rebate link လေးကိုနှိပ်ပြီးတော့လို့ရတယ်နောက် ifc file ချိန်လို့ရတယ် cat link ချိန်လို့ရတယ် ck ဆိုတဲ့မြေ data လေးချိန်လို့ရတယ် dwf tango data ချိန်လို့ရတယ်ပြီးတော့ pdf by image link ကိုရတယ်အကုန်ချိန်လို့ရတယ်ဒါဆိုဒီမှာပေါ်နေတဲ့ tab လေးတွေပဲရှင်းပြပြပြီပေါ့နော်ဆိုတော့အများအားဖြင့်က drawing file wg ဒုတိရှိကြတယ်ပေါ့နော်ရှိရဒုတိကိုမှပြန်ပြီးဒီထဲမှာကိုယ့်ကိုဒီ model line အနေနဲ့ပြန်ဆွဲတာဖြစ်ဖြစ်ဒါမှမဟုတ်ကိုစပြီး success လုပ်တော့မယ်ဆိုတော့တိုင်းတိုင်းလိုက်ထည့်နေရဖြစ်ဖြစ်အဲ့လိုမျိုးဆိုရင်လည်းကြာတယ်ပေါ့နော်အများအားဖြင့်ကတော့ DWG file ကိုထည့်လိုက်တယ် cat file ကိုထည့်လိုက်တယ်ထည့်ပြီးတော့မှသူ pick line တွေနဲ့လိုက်ကောက်ပြီးတော့drawing ပုံဆွဲတာများတယ်ပေါ့နော်ဒါကဘယ်လိုလေးလဲဆိုတော့ထားရင်ထည့်လိုက်မယ်ဆိုညူရဲက cat ကိုထည့်ပြီးရင်setting လေးနဲ့ချိန်မယ်ပေါ့နော်ဒီမှာဘယ် view ကိုခေါ်မှာတော့ဘယ် view မှာပေါ်သေးချင်တာတော့ဒီ DWG file ဥပမာအပြင်ကိုက view အကုန်လုံးမှာပေါ်ချင်တယ် 3D ရောဒီ Wiki Header တွေ shop အကုန်လုံးဘယ် view ကကြည့်ဒီ DWG file ကိုပေါ်ချင်တယ်ဆိုရင်ဒီမှာ image လေး
ဒီတိုင်းဖြုတ်တာအဲ့လိုမဟုတ်ပဲကိုကထည့်မှာ Heyman view တစ်ခုပဲထည့်မှာ Heyman level မှာ Heyman view ပဲထည့်မှာအဲ့ဒါမှဒီတိုင်းရေမိကြီးတွေအကုန်မြင်နေရမယ်ဆိုအာယုံတော့ဖို့ကောင်းတယ်လို့ခံစားရရင်ဒီခန်းစားကြီးတော့ view တော့ကိုဖွင့်လာတဲ့ view လေးပဲထည့်ချင်တာပါဆိုတဲ့အတွက် click ချတာပြီးတော့ရင်ဒါတွေကဒီတိုင်းထားလို့ရတယ် default တာနောက်တစ်ယောက်မှာကိုကဘယ်တန်းကြီးနဲ့ထည့်မှာလဲမီလီမီတာဆိုရင်မီလီမီတာတို့တန်းယူထည့်ပြီးတော့ရင်ကိုကဒီမှာဘယ်လိုမျိုးချမှာတော့ပြောချင်တာကဒီက G တို့ကတွတ်တူဒီအနောက်က level မှာလာချပြီးမှာသူကဂန်တန်းကိုနိုင်ဘူးဂန်တန်းဒီကောင်ပေါ်ပြရပါလေအဲ့ဒီမှာဒီတော့ဒီဘွားဟပြပါနော် G တို့ပေါ့နော် G တို့ကကြောင့်ချူးရှင်းအားပါတယ်ဒီရှိသမျှ drawing file တစ်ခုလို့တာအလေတေးတွေမှာတွတ်တူချပြီးလိုက်နော်နောက်တစ်ခုကကြတော့ဒီကဂန်တန်းနိုင်ဘူးသူ့ရဲ့ဂန်တန်းခီးကျွန်းတန်းမှာသွားပြီးချပြီးလိုက်ဒီကောင်ကြောင့်ရှူတို့ကကြောင့်ကွက်ကိုချတာခီးကျွန်းတန်းမှာကွက်ကိုသွားချတာနောက်ဒီရှူတို့ရဲ့ချူးရှင်းပေါ့နော်ပုံရဲ့ကိုထဲမဲ့ DWG ပုံရဲ့အလေတဲတဲ့ဟိုဒီ mouse ကစားရောက်အများအပြည့်ဒီမှာသုံးဖို့လွယ်တာကွက်ကိုကင်ပြီးချတာပူပြီးရှာလွယ်မဟုတ်ရလေပုံကဒီ G ရချလိုက်လို့ရှိရင်က drawing ကကအချုပ်နာတာများတယ်ချဲ့တာများတယ်ဘယ်ရောက်နေမှမသိကိုထည့်လိုက်တဲ့ drawing file ရလေအဲ့လိုဖြစ်နေတယ်ဆိုတော့အရင်တော့ချူးရှင်းနေပဲများပြီးထည့်ပါနော်ကျတိုင်းနဲ့ထည့်လည်းပဲစနာမရှိပါဘူးနည်းနည်းတော့ရှာရတာပေါ့နော်ဆိုတော့လောဆယ်ကတော့စုကဒီချူးရှင်းနဲ့ထည့်လိုက်ပြီပေါ့နော်ချူးရှင်းကိုရေးပြီးသွားရင်ကို file မှာထားလဲပေါ့နော်ကိုထားထားတဲ့ file type ပေါ့ခဏလေးတော့စမထားပါနဲ့ပမာစစ်ချမေကထားရဒီ M85 ပေါ့စတာတော့ download file တွေမှာရှိပါဆိုတော့ desktop ရဲ့ download file တွေကနေ M85 ဒါဒီ default တိုင်းဖြစ်တယ်ဆိုဟီရာခုရေးတာရင်ဒီမှာကိုယ့်ရဲ့ကာစာလေးရဲ့အလဲဒီပုံရဲ့အလဲတည်းကကိုယ့်ရဲ့ကာစာအလဲဖြစ်နေတာချူရှင်းရေးတာတဲ့အတွက်လေဆိုတော့အဲ့ဒီကောင်ကိုကလေးတစ်ချက်ချလိုက်โอเคဘာကွာလေးတစ်ခုကြည့်စမ်းကြအောင်နော်ဆိုတော့ဒီလိုမျိုးထည့်လိုက်ရင်ဒါဖြစ်လားဂန်းစားကြီး view မှာပဲထည့်ထားတာဖြစ်တဲ့အတွက်တခြား view တွေမှာကြည့်ပေါ်နေလားပေါ့နော်ဒါခုနက reference လိုက်ဆိုပေါ်နေလားပေါ့နော် 3D မှာလို့ချက်ကြည့်မရှိဘူးဘာမှမရှိဘာမှဆက်ထားတယ်ဘာမှမရှိပုံထည့်ထားတယ်လည်းမရှိဒါပေမဲ့ဒီခီကျုံးလေးပဲမှာကျန်နေโอเคဒါလေးခဏပြန်ဖြတ်မယ်ဖြတ်ပြီးတော့ပြန်ပြီး insert လုပ်ပြမယ်โอเคဒီဂန်းစားကြီးကိုဖြုတ်လိုက်ပြီးတော့ထိကြည့်မယ်နော်ကလစ်ချလိုက်တယ် 3D မှာကြည့်အဲ့ဒါ 3D မှာပေါ်နေတယ်အဲ Heyman မှာဆိုလဲတည့်ဒီမှာ line လေးလားဒီမှာ drawing file ရဲ့ line လေးလားဒီမှာပေါ်နေတာနော်ဒါအများကြီးကြည့်ရင်တော့ 3D မှာပေါ်တာနော် 3D မှာ check လုပ်လို့ရတယ်နော်အဲ့လိုမျိုးဆိုအာရုံနောက်ဖို့ကောင်းတယ်ဒီမှာကိုက 3D ပုံရအောင်ပေါ်လာပြီဒါပေမဲ့ဒီအောက်မှာ drawing file ကြီးကရှိနေတယ်ကြည့်ရဆိုးတယ်ကွာကို check လုပ်ရတယ်မျက်စိရှုပ်တယ်အဲကြောင့်မို့လို့ဒီခီဂျွန်sorry height ချီမှာအမှန်ကြီးဖြုတ်တာပေါ့နော်ဂန်းစားကြီး view တော့ဒီမှာအမှန်ကြီးဖွင့်တာနဲ့ဖြုတ်တာနဲ့ကွာပေါ့နော်ဆိုတော့ဒီ view ကိုမှဒီမှာဆိုရင်ချူးရှင်းဖို့ပဲလေခီဂျွန်တန်းကနေကိုင်ကြည့်လို့ဒီဟီတာခုဆိုရင်တွတ်တူလားဒီမလားခီဂျွန်နဲ့ဒီ drawing file M80 ရဲ့ခီဂျွန်တန်းကကာစာဘေးလေးတောင်းနေရောက်နေလားအဲ့ဒါ drawing မှာလည်းသူ့ရဲ့ခီဂျွန်ကဘေးတောင်းမှာမလို့H0Y0Z0 တန်ဖို့ကဒီလိုတောင်းမှာမလို့တောင်းမှာရောက်ခါဒီ drawing file ရန်ကြီးတဲ့ခါကျရင်သူကရန်တီးပြီးဟိုးအောက်မှာသွားရောက်နေတာမျိုးဖြစ်တတ်တယ်ပေါ့နော်။အများအားဖြင့်ဟိုခီချူရှင်းနဲ့ပဲထဲပေါ့နော်။အဲ့ဒါပို့အဆင်ပြေ။ဆိုတော့မြန်ဆွဲနိုင်တာတော့ဒီလိုမျိုး DW ကြာကြီးဖောင်ထည့်ပြီးတော့မှကိုဆွဲကျင်တဲ့ဟာကို pick line လေးတွေကောက်သွားပါတော့။မပတ်စုဆိုလည်းပတ်စုလို့မျိုးလိုက်ပြီး dimension နေတယ်လေ။လူလိုက်ဆွဲနေကြမလို့ပဲနဲ့မြန်ဆွဲကျင်ဒီ pick line လေးနဲ့ဒီလိုကလစ်တစ်ချက်ထားအောင်။အဲ့လိုကလစ်တစ်ချက်ထားကိုဆွဲကျင်တာကိုကလစ်တစ်ချက်ထားပြီးတော့ပုံစံစောက်စိတ်ပြီးလုပ်ဒါတော့ပုံဆိုတော့ဒါကြောင့် DWG ပိုင်းက